Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟီမာအုံစိန်အုံလို့နှစ်ထက်ကြော်ကြော်လေးလှုပ်ရှားဖြစ်လို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါရဲ့ရှင်အုံစိန်ကိုတော့အုံနီးနုဘက်လေးအများကြီးပါတဲ့ဒီဘူးလေးကိုသုံးထားပါရဲ့ရှင်အုံစိန်ရည်လေးနည်းနည်းလောက်ပူလာပြီဆိုရင်ဟီမာတို့ကြော်ကြော်မုတ်တစ်ထုပ်ထည့်ပါမယ်ရှင်ကြော်ကြော်မုတ်တစ်ထုပ်ဆိုရင်ဟီမာတို့ပုံမှန်ကြိုမယ်ဆိုရင်ရေ400မီလီလောက်ထည့်ရပါရဲ့ဒီနေရာမှာတော့ဟီမာဒီရေထပ်မထည့်ပဲနဲ့ဒီအုံစိန်ထဲမှာပါတဲ့အရေတိုင်းလေးပဲကြိုပါရဲ့ရှင်ပြီးတော့တခြားအဖြူထမင်းစားစုံတစုံစားလောက်ထည့်ပြီးတော့2မိနစ်လောက်ကြိုထားပြီးပြင်ချလို့ရပါပြီရှင်ဒီနေရာမှာဂျပန်ကြောက်ကြောမုံကအကြာကြီးကြိုစရာမလိုပါဘူးရှင်အုံစိမ့်ကြိုပြီးတော့အနေဟီမာအရင်ဆုံးမိုးကွက်တဲကိုလောင်းပြီးတော့ထည့်လိုက်ပါရရှင်အုံတို့အတွက်ကတော့ဟီမာဂျပန်စူပါတိုင်းမှာလွယ်တကူဝယ်လို့ရတဲ့အုံတို့ကိုကြိုပါမယ်ရှင်ဒီအုံတို့ကတော့အထဲမှာနည်းနည်းလေးတော့ခဲနေတဲ့ရာသီဥတုလေးကနည်းနည်းလေးအေးသလိုဖြစ်နေတဲ့အခါကျတော့အထဲမှာခဲနေတယ်အဲ့ဒါလေးတွေကိုဟီမာတို့ဒီအုံတို့လုံးဝဒီအရေးပျော်သွားတဲ့အထိကိုမှွေပြီးတော့ကြိုပေးရပါမယ်ရှင်ဟီမာထည့်ထားတဲ့အုံတို့က400မီလီဆိုတော့ဟီမာထည့်မဲ့ကြောက်ကြောမုံတွေကအကွက်တီပါပဲရှင်ဒါကြောင့်မလို့ဟီမာရေထပ်ပြီးတော့မထည့်ပါဘူးရှင်ပြီးတော့အချိုအတွက်ဟီမာတကြားနှစ်စုံထည့်ပါတယ်ဒီနေရာမှာအချိုကမိမိကြိုက်တယ်လို့ထည့်လို့ရပါတယ်ရှင်အုံတို့ကိုလည်း2မိနစ်လောက်ကြိုပေးပြီးသွားပြီဆိုရင်တော့ခုနကတော့အေးအေးခံထားတဲ့အုံစိမ့်ကြောက်ကြောဒီမျက်နှာပြင်မတင်းချောက်လေးပေါ်မှာဇွန်းလေးနဲ့ဟီမာတို့တတရဲရလေးလောင်းပေးရပါမယ်ရှင်တကယ်လို့အားပြင်းပြင်းနဲ့လောင်းလိုက်မယ်ဆိုရင်တော့ဟီမာတို့အောက်ထဲကကြောက်ကြောတွေကပုံပြတ်သွားမှာဖြစ်ပါရဲ့ရှင်တန်လေးကတော့ဟီမာနိုင်ရွက်လောက်အောက်ကနေရေခံပြီးတော့မှအေးအေးခံထားတဲ့ကြောက်ကြောလေးရသွားပြီဖြစ်ပါရဲ့ဟီမာတော့ကြောက်ကြောဆိုရင်ဒီလိုမျက်နှာပြင်တင်းတင်းမမလေးနဲ့စားရတာပိုကြိုက်တာဖြစ်လို့သူ့အထုပ်မှာအညွှန်းပါတဲ့အတိုင်းပဲဒီ4 gram တစ်ထုပ်ကိုရေ400မီလီပဲသုံးထားပါရဲ့တကယ်လို့ကိုကနည်းနည်းပြောတဲ့ဘက်သွားတာကြိုက်တယ်ဆိုရင်တော့ရေကိုပို့ထည့်လဲရပါရဲ့ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်